ကံကြမ္မာရဲ့သဘောတရားကလူတယောက်ကိုကိုယ်ကဆဲလိုက်တယ်ဆဲလိုက်လို့အဲ့ဒီကံကြမ္မာကတုံ့ပြန်လာတဲ့အခါမှာအဲ့ဒီလူဟာအဆဲခံရခြင်းဆိုတဲ့အကျိုးလာတာတစ်ဖက်သားကိုကိုလှုပ်လိုက်လို့ထိခိုက်သွားပြီဆိုရင်အဲ့ဒီထိခိုက်နစ်နာမှုသည်လှုပ်သူစီပြန်ရောက်လာတယ်ဒါဟာကံကြမ္မာရဲ့သဘောဥပမာဆိုတော့လူတယောက်ကိုမျက်စိကန်းအောင်လှုပ်လိုက်တယ်အဲ့ဒီလှုပ်လိုက်တဲ့မျက်စိကန်းတဲ့ဒုက္ခသည်တနေ့ကျတော့ကိုယ်စီရောက်လာပြီကိုယ်တိုင်မျက်စိကန်းရတယ်လူတယောက်ကိုခြေပြက်လက်ဖြတ်ဖြစ်အောင်လှုပ်လိုက်တယ်ကိုပေးလိုက်တဲ့ဒုက္ခတနေ့ကျတော့ကိုယ်စီရောက်လာပြီကိုခြေဖြတ်ခံရတာလက်ဖြတ်ခံရတာမျိုးဖြစ်လာတယ်တူညီသောအကျိုးကိုပေးတယ်ဆိုကံကြမ္မာရဲ့သဘာဝပဲဖြစ်တယ်